တိုက်ကျများကိုတဘာဝအတိုင်းမိတ်လိုက်စေခြင်းနှင့်မိထုံမဲ့သားဆက်ခြင်းအကျိုးကျေးဇူးများတိုက်ကျများကိုတဘာဝအတိုင်းမိတ်လိုက်စေခြင်းနှင့်မိထုံမဲ့သားဆက်ခြင်းအကျိုးကျေးဇူးများမှာမျိုးပွားရေးနီလန်း2မျိုးဖြစ်ပြီး၎င်းတို့၏အကျိုးကျေးဇူးများကိုအောက်ပါအတိုင်းရှင်းပြသွားမှာဖြစ်ပါတယ်။နံပါတ်1တဘာဝအတိုင်းမိတ်လိုက်စေခြင်းတဘာဝအတိုင်းမိတ်လိုက်စေခြင်းသည်တိုက်ကျများကိုတဘာဝပတ်ဝန်းကျင်နှင့်လွှတ်ရမိတ်လိုက်စေခြင်းဖြစ်ပြီးဤနီလန်း၏အကျိုးကျေးဇူးများမှာကာကြီးမျိုးရိုးဗီဇဆိုင်ရာကွဲပြားမှုတဘာဝအတိုင်းမိတ်လိုက်ခြင်းဖြင့်မျိုးရိုးဗီဇဆိုင်ရာကွဲပြားမှုများပုံမရရှိပြီးကြက်များ၏ကျမ်းမာရေးနှင့်ခုခံအားစနစ်ပုံမကောင်းမွန်လာစေပါတယ်။ခါခွေတဘာဝအလျောက်ရွေးချယ်မှုတဘာဝပတ်ဝန်းကျင်နှင့်အားကောင်းသောကြက်များသာရှင်သန်နိုင်သဖြင့်မျိုးဆက်သက်များသည်ပုံမကျမ်းမာတန်ဆွမ်းလာနိုင်ပါတယ်။ကားငယ်စီမံခန့်ခွဲမှုလွယ်ကူခြင်းတဘာဝနည်းဖြင့်မိတ်လိုက်စေခြင်းသည်လူအားထုတ်မှုနည်းပြီးစီမံခန့်ခွဲမှုပုံမလွယ်ကူစေပါတယ်။နံပါတ်2မေထုံမဲ့သားဆက်ခြင်းမှာဆိုလို့ရှိရင်မေထုံမဲ့သားဆက်ခြင်းသည်လူကျိုးပန်း၏မျိုးပွားစေသောနီလန်းဖြစ်ပြီး၎င်း၏အကျိုးကျေးဇူးများမှာကာကြီးမျိုးရိုးဗီဇဆိုင်ရာထိန်းချုပ်မှုမေထုံမဲ့သားဆက်ခြင်းဖြင့်မျိုးရိုးဗီဇကိုထိန်းချုပ်နိုင်ပြီးလိုချင်သောလက္ခဏာများကိုပုံမရရှိစေနိုင်ပါတယ်။ခါခွေမျိုးစစ်တစ်များမြန်ဆန်စွာရရှိခြင်းဤနီလန်းဖြင့်မျိုးစစ်တင်များကိုပုံမမြန်ဆန်စွာရရှိနိုင်ပြီးစီးပွားရေးအရာပုံမအကျိုးကျေးဇူးရှိနေပါတယ်။ကားငယ်ယောဂကင်းစင်မှုမေထုံမဲ့သားဆက်ခြင်းဖြင့်ယောဂကင်းစင်သောမျိုးစစ်များကိုရရှိနိုင်ပြီးကြက်များ၏ကျန်းမာရေးကိုပုံမကောင်းမွန်စေနိုင်ပါတယ်။ဒီနံပါတ်1နဲ့နံပါတ်2ကိုနှိုင်းယှဉ်ရမယ်ဆိုလို့ရှိရင်တဘာဝနည်းအရာမေးလိုက်ပါကမျိုးရိုးဗီဇဆိုင်ရာကွဲပြားမှုနဲ့တဘာဝအလျောက်ရွေးချယ်မှုတို့ကြောင့်ကြက်များ၏ကျန်းမာရေးနဲ့ခုခံအားစနစ်ပုံမကောင်းမွန်စေနိုင်ပါတယ်။မေထုံမဲ့သားဆက်ခြင်းအရာမျိုးရိုးဗီဇကိုထိန်းချုပ်နိုင်ပြီးမျိုးဆက်သစ်များကိုမြန်ဆန်စွာရရှိစေနိုင်ပါတယ်။ဒါတွေကိုအားလုံးပေါင်းကောက်ထုတ်ရမယ်ဆိုလို့ရှိရင်တဘာဝနည်းသည့်မျိုးရိုးဗီဇဆိုင်ရာကွဲပြားမှုနဲ့တဘာဝအလျောက်ရွေးချယ်မှုတို့ကြောင့်ကြက်များ၏ကျန်းမာရေးနဲ့ခုခံအားစနစ်ကိုပုံမကောင်းမွန်စေနိုင်ပါတယ်။မေထုံမဲ့သားဆက်ခြင်းသည့်မျိုးရိုးဗီဇကိုထိန်းချုပ်နိုင်ပြီးမျိုးစစ်သစ်များကိုမြန်ဆန်စွာရရှိစေနိုင်ပါတယ်။ထို့ကြောင့်လိုအပ်ချက်နဲ့ရည်ရွယ်ချက်ပေါ်မူတည်၍ဤနီလန်း2မျိုးတုံးကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။ကြည့်ရှုပေးတဲ့သူညီကိုများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ channel ကို subscribe မပြုတဲ့ subscribe ပြုလုပ်ခဲ့ပြီးပါရင်ရိုးစေးလေးစားစွာတောင်းဆိုအပ်ပါတယ်ခင်ဗျာ။